တောင်ကြီးသူတောင်ကြီးတိုင်းကတော့မြို့မစီရဲ့လှေကားလေးအောက်မှာအဖွားတောင်းလေးနဲ့ရှောင်းတဲ့ဒီချင်းငံဆက်ဆိုင်လေးကိုပြချမယ်လို့ထင်ပါတယ်။ဒီကောင်ကကြတော့ဒါတော့နော်ဆန်နဲ့လုပ်တဲ့ဒါဆန်တူဟုပတုံးနဲ့ရတယ်ပြီးတော့ဆန်ကိုလို့ကြိတ်ထားတယ်ပေါ့နော်။အဲထဲမှာလည်းသူကထည့်ပြီးလုပ်တယ်။တစ်မျိုးစီစားလဲရတော့နှစ်မျိုးတွဲပြီးတော့ရှုပ်ပြီးရတယ်ပေါ့နော်။ဒါလေးကနောက်မှာသူကကော်ဖီတုပ်လေးထပ်ထည့်လိုက်တယ်အစာပလာအနေနဲ့ပေါ့နော်ကော်ဖီတုပ်ထည့်ပြီးတဲ့အခါကျရင်အဖွားရဲ့ဒီအရှိမှရှိတဲ့ဘူးလေးတွေမှာသူကဒါအရာသာလေးတွေကိုသူဆက်မယ်ပေါ့နော်ငရုတ်ချင်လေးပါမယ်မြေဘဲပါတယ်ပြီးလို့ရှိရင်ငရုတ်စီချင်လို့ပါတယ်ငရုတ်သီးကြော်လေးလည်းပါတယ်စီချက်ပါတယ်စားပါတယ်ဟိုဟာငရုတ်ချင်လားမသိအဲ့လိုဟာချက်ပါတယ်ပြီးလို့ရှိရင်အချင်းလေးအငန်းလေးထည့်တဲ့အပြင်ကိုအချိုရည်ထည့်တယ်နောက်ဆုံးမှာဆိုလို့ရှိရင်ဘုံဟိုဘက်ထောက်ထိတ်နေရပါတော့ခရမ်းကျင်ကြီးကိုသူကအရေးလုတ်ထားတယ်ပေါ့နော်အရေးကြိုထားတယ်ခရမ်းကျင်ကြီးအရေးလေးလောင်းထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီချင်းဆက်ဆိုင်ကတော့တောင်ကြီးမြို့မှာနာမည်ကြီးပါတယ်ဒီလိုင်းရမျိုးကတခြားချင်းဆက်နဲ့လည်းမတူဘူးပေါ့နော်တခြားချင်းဆက်လေးစားဖို့လည်းအိမ်လုံး homemade လည်းစားဖို့ပေါ့နော်အဲ့ဒါနဲ့လုံးဝမတူပါဘူးသူ့ရဲ့အသက်ကစားလိုက်တာနဲ့အဲ့ချိုးချင်းအရသာအကုန်ပေးတာအသက်ပေါ့နော်သူကချိုးမထည့်ခြင်းဘူးဆိုလို့ရှိရင်မထည့်လို့ရပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဖွားကကဲနောက်ဆုံးအားလုံးချိုးမဟုတ်တဲ့ supply ထည့်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဟိုဘက်ကခင်းညင်နေဟင်းကြီးပေါ့နော်သူခင်းညင်ကြီးကိုဘယ်လိုချက်ထားလဲတော့မသိဆိုအဲ့ဒါလေးကိုသူနောက်ဆုံးထည့်လိုက်မယ်ပေါ့ထည့်ပြီးရင်ဘာနဲ့စားကြလဲဆိုရင်အများဖြစ်တော့ချစ်ချစ်ဝါလို့ရတယ်စံလုံးစီလို့ခေါ်တယ်ကောင်းနှင်းခွက်ကြော်ပေါ့နော်ဒီဘက်ဒေတာကတော့စံလုံးစီလို့ခေါ်တယ်အဲ့ဒါလေးနဲ့သူ့ကိုတွဲပြီးတော့စားပါတယ်ဒီချစ်ချိုငငယ်အရသာလေးရယ်စလုံးစီရဲ့ချစ်ရသာလေးရယ်နဲ့ဆိုရင်ဒီဟာလေးကအရင်စားလို့ကောင်းပါတယ်အော်တောင်ကြီးမျိုးမစီဘက်ကိုရောက်ခဲ့မယ်ဆိုရင်တောင်ကြီးကိုလာလေတဲ့အခါဆိုလို့ရှိရင်ဒီဆိုင်လေးကိုနေခန့်ကိုမေးပြီးတော့ရှာပြီးတော့မှစားကြည့်ပါလို့ဒီလက်ရမျိုးဒီလိုပုံစံကိုတခြားမျိုးရွာတွေမှာလည်းရောင်းတာမတွေ့ဘူးပေါ့နော်ဒါခင်းနေကြီးရှိလုံးဝစမ်းထည့်လိုက်တာပါပြီးတော့အဖွားရဲ့ဒီပေါ့နော်ထဲ့တဲ့ပကံလေးတွေဆိုလို့ရှိရင်ဒါကြွေတုပ်ပကံလေးတွေမှာသူကြွေအိတ်လေးထည့်ထားပေးတယ်သူကထိုင်ခုံနေပါရဲမရှိတဲ့အတွက်ကြောင့်မလို့ခုလိုအစင်ပြေရဲ့ပုံမှာတင်ပြီးတော့စားရတယ်ပေါ့နော်အရေးလေးနဲ့ဒီစားတဲ့အဖက်လေးနဲ့ကလည်းလုံးဝကိုလိုက်ဖက်တယ်ဒီအရှိကိုလည်းနောက်ဆုံးမော်တောက်ကြရပေါ့နော်ဇုံးနေပိုင်းပေးထားဖို့ပေါ့နော်ဖွားကအရသာလို့ရင်သူ့မှာထပ်ပြီးပြင်ခိုင်းလို့ရပါတယ်ကဲတောင်ကြီးရောက်ရင်တော့တစ်ခါတော့စားကြည့်ပါလို့တတနောက်ဗီဒီယိုလေးတွေနဲ့ပြန်ဆုံးမယ်နော်စားတော့ကောင်းလေးနဲ့ပြန်လာခဲ့ပါမယ်ရှင်